ကျမနဲ့အတူတူကျမတို့ရဲ့ Facebook page တွေကိုတွားပြီးတော့စစ်ဆေးရအောင်ရှင်ဆရာကြီးရောကြော်သွားပါဘာလို့စစ်ဆေးဖို့လိုလဲဆိုလို့ရှိရင်ကျမတို့တွေက monetization မပွင့်နိုင်ဘူးတစ်ခါတလေကြာရင်ဘာဖြစ်လို့လဲ follower ဘယ်လောက်များများ monetization ဘာကြောင့်မပွင့်နိုင်လဲဆိုရင် busy net အကောက်ဖြစ်နေလို့ပါနော် busy net ဖြစ်နေတယ်ဆိုလို့ရှိရင် monetization ဘလောက်မပွင့်မအောင် follower ဘလောက်များများเนาะအဲ့တော့ကိုက creator ဖြစ်ဖို့လိုတယ်ဒါကိုသတ်စစ်မယ်เนาะကဲကျမနဲ့အတူတူသတ်စစ်ရအောင်เนาะကဲကြည့်အောင်ရှင်ကဲဒါကတော့ကျမတို့ရဲ့ Facebook စာမျက်နှာတစ်ခုပါရှင်အဲ့ဒီ Facebook စာမျက်နှာမှာကျမတို့မြင်းချောင်း၃ချောင်းရှာလိုက်တဲ့ခါမှာဟိုးဘက်ထိပ်မှာမြင်းချောင်း၃ချောင်းရှိအဲ့ဒီမြင်းချောင်း၃ချောင်းကိုကျမကဒီမှာနှိပ်လိုက်ပါတယ်ရှင်နှိပ်လိုက်တဲ့ခါမှာကျမတို့ရဲ့ဒီလိုပေါ်လာတယ်ပေါ့နော်ပေါ်လာတဲ့ခါမှာကျမတို့ setting နဲ့ကိုသွားရအောင်ရှင်ဒီမှာ setting နဲ့ဝင်လိုက်ပါပြီရှင်ဝင်လိုက်တဲ့ခါမှာဒီလိုမျိုးလာတယ်ရှင်အဲ့ဒီမှာကျမတို့အလံလေးကိုရှာမယ်ရှင်အလံလေးထောင်နေရရှာလိုက်မယ်အလံလေးထောင်နေရရှာတဲ့ခါမှာဒီမှာ page set add ရှိပါတယ်ရှင် page set add ကိုနှိပ်လိုက်ပါတယ်အဲ့ဒီ page set add ထဲမှာကျမတို့ရဲ့ page ကအမျိုးအစားကိုသိချင်တဲ့အတွက်ကျမတို့ page type ဆိုတာအမျိုးအစားပေါ့နော် page type ကိုကျမတို့ကဒီမှာနှိပ်ပါတယ်ရှင် page type ကိုနှိပ်လိုက်တဲ့အခါမှာဒီမှာဟုတ်ပြီနော်သူကဘာမှမရေးတော့အဲ့မှာဒီမှာနှစ်ခုရှိရ business နဲ့ creator နဲ့ရှိအဲ့တော့ကျမတို့အောက်က creator ဖြစ်ရပါမယ်အပေါ်က business ဆိုလို့ရှိရင်လုံးဝ monetization မရပါဘူးအောက်က creator ဖြစ်မှရမှာပါဒါကြောင့်အောက်က creator နေရာလေးမှာဒီလိုလေးကျမတို့ကလုပ်လိုက်ပါတယ်နော်အဲ့တော့ဒီလိုလေးဖြစ်သွားပြီနော်ဒီလိုလေးဖြစ်သွားတဲ့အခါမှာကျမတို့ကဒီမှာအောက်မှာနော် next ကိုမနှိပ်ပဲနဲ့ had me choice ဆိုတာလေးကျမတို့နှိပ် choose ဆိုတာလေး had me choose ဆိုတာလေးကိုနှိပ်ခဲ့အောင်ရှင်းနှိပ်လိုက်တဲ့အခါမှာဒီလိုပေါ်လာတယ်ပေါ်လာတဲ့အခါမှာသူကနှစ်မျိုးခွဲထားတာပေါ့နော် creator နဲ့ business နဲ့အဲ့တော့ကျမတို့ဒီဘက်အကွက်ကအပေါ်က creator နဲ့ပတ်သက်တာကျမတို့ creator မှာ monetization ရမှာ哦အဲ့တော့အဲ့ဒါကိုကျမတို့က1 2 3နှိပ်ချလိုက်ပါပြီရှင်เนาะအောက်က business နဲ့ပတ်သက်တဲ့အကွက်တွေကိုလုံးဝမနှိပ်ပါနဲ့ကဲပြီးပြီဆိုလို့ရှိရင်ကျမတို့က next เนาะကဲရပါပြီအဲ့တော့ကျမတို့ confine လုပ်မယ်ရှင်ရပါပြီရှင်เนาะ confine လုပ်လိုက်ပြီရှင်ကဲဒါဆိုလို့ရှိရင်ကျမတို့ရဲ့အကောက်ကမကြခင်ချိန်တွင်းမှာ creator ကနေ digital ဘယ်လို business ကနေ digital ဖြစ်သွားပါ digital creator ဖြစ်ပြီပေါ့နော်ဒါလေးကိုမဖြစ်မနေစစ်ဆေးသင့်ပါတယ်เนาะအဲ့တော့ကျမတို့ဒီမှာ follower ဘယ်လောက်များများဘာဖြစ်လို့ content monetization မပွင့်လဲဆိုအဲ့ဒီအကြောင်းကြောင့်လည်းဖြစ်ပါတယ်เนาะစစ်ကြည့်ပါရှင်